နိဗ္ဗာန်ဆိုတာကျွန်တော်သိတဲ့နိဗ္ဗာန်နဲ့မနေ့က line ပေါ်မှာတွေ့တယ်ဘဲကြောက်ပြောတယ်တင်တဲ့ဗီဒီယိုကိုကျွန်တော်တမြင်တယ်ပေါ့ဗျာသူပြောတဲ့နိဗ္ဗာန်ကျွန်တော်ပြောတဲ့နိဗ္ဗာန်နဲ့ကျွန်တော်သိတဲ့နိဗ္ဗာန်ပေါ့မတူဘူးဖြစ်နေတယ်အဲ့ဒါကိုများသိမလားပေါ့ကျွန်တော်ချက်ချင်းပြဒီမှာပြပါပြီဒီဗီဒီယိုပေါ့ဩကြည့်ပြောကြီးဟုတ်လားအဲ့လူသူကဗုဒ္ဓဘာသာမဟုတ်ဘူးဟိုဒါဟိန္ဒူဘာသာပေါ့တွေ့တယ်မနေ့တုန်းကငါလေးကြည့်ပြောကြီးအမှလည်းဗီဒီယိုဒီအပေါ်မှာတင်နေပေးမယ်သူတင်နေပေးတဲ့ဗီဒီယိုပေါ့ကျွန်တော်ဗီဒီယိုတော့မပြဘူးဒီတိုင်းပဲဟောတာပြတယ်သူတင်လာတာဘာလဲဆိုတော့ဟိုဒါပေါ့ဟိုဘယ်ပြောမနိဗ္ဗာန်လို့တင်စားရတဲ့နေရာတဲ့အဲ့ဒါငါဝင်ကြည့်ကြတယ်ဘာလဲဆိုတော့ကျွန်းတကျွန်းဟုတ်တယ်ဟိုလူရိုင်းနေတဲ့ကျွန်းတကျွန်းပေါ့အဲ့ကျွန်းဟိုရောက်သွားပြီဆိုလို့ရှိရင်လူတွေကသိမယ်ဗျပြန်လမ်းမရှိဘူးသူပြောတာအဲ့ပုံစံမျိုးဒါဟာဘယ်ပြောမလဲသူကမသိတယ်လားနားမလဲလားတော့မသိဘူးပဲလေနိဗ္ဗာန်ဆိုတာသူပြောတဲ့ပုံစံမျိုးအရန်ကိုကြောက်ဖို့ကောင်းတဲ့နေရာလည်းမဟုတ်တယ်လို့ဟိုပျော်ဖို့ကောင်းတဲ့နေရာလည်းမဟုတ်ဘူးနိဗ္ဗာန်ဆိုတာဟုတ်တယ်ကြောသိတဲ့ဟာတခြားစီဖြစ်နေတယ်နိဗ္ဗာန်ဟိုဒါနိဗ္ဗာန်ဆိုတာလူတိုင်းတောက်ခွင့်မရှိဘူးအခုငါတို့လူသားတွေဆိုလို့ရှိရင်တော့ဟိုဒါပေါ့လေဟိုဘယ်ပြောမလဲနိဗ္ဗာန်ဝင်တဲ့ပုဂ္ဂိုလ်တွေဟာဖရာများဆိုဖရာရှိမယ်ဒီအရှင်မထေရမြတ်တွေရှိမယ်နောက်ပြီးကြရင်အာရဟံတို့အနာဂံတို့အေးလိုပုဂ္ဂိုလ်မျိုးတွေဟိုဒါနိဗ္ဗာန်ဝင်တာနိဗ္ဗာန်ဝင်ပြီးဆိုတာနဲ့အကျွေးတွေအကုန်ဆက်မရမှာဘာတစ်ခုမှခြံခဲ့လို့မရဘူးဒီရိုးရိုးတမန်ပုဂ္ဂိုလ်တွေမပြောနဲ့ဟိုဒါပေါ့အရှင်မောက္ကလံဒီအစွမ်းတကူမှာဆိုလို့ရှိရင်တော့နံပါတ်1ပဲနောက်ဆုံးတော့ဓမြတွေတတ်လို့သေးပါတယ်သမင်တက်ကိုအရှင်မောက္ကလံအသေးခံလိုက်တယ်ဒါမှဒီဘုကျွေးကိုဆက်လို့ကြည့်မှာဟိုဘယ်မှာနိဗ္ဗာန်ဝင်ဖို့ဆိုတာဒီတမန်လူတွေမလွယ်ဘူးလေသူပြောသလိုလည်းမဟုတ်ဘူးနိဗ္ဗာန်ဆိုတာဘာမှမရှိဘူးနိဗ္ဗာန်ဆိုတာဘုံမဟုတ်ဘူးနော်ဒီ30ဘုံကဟိုတာမဟုတ်ဘူးဒီမှာမိကိုတွေ့လားအေးမိကိုသွားလိုက်တယ်ပဲရောက်သွားတယ်ရောက်သွားတယ်ဘယ်ပြန်လာသေးလားတွက်ရှာလို့ရတယ်လေမိကိုဆက်မရတော့ဘူးအေးထိုနည်းတူပဲနိဗ္ဗာန်ဆိုတာနိဗ္ဗာန်ဆိုတာဒီ30ဘုံမှလည်းမရှိဘူးနိဗ္ဗာန်ဆိုတာဘုံမဟုတ်ဘူးအခုလူတွေတေရောလို့ရှိရင်နတ်ပြည်ရောက်သည်ဖြစ်စေငရဲပြည်ရောက်သည်ဖြစ်စေဟိုလူဘုံမြမဘုံအကုန်လုံးဒီ30ဘုံမှာပဲရှိတယ်ဒီစัจ java ထဲမှာနိဗ္ဗာန်ဆိုတာမရှိဘူးဟိုပြောမယ်နောင်တခါလူထက်မဖြစ်တော့ဘူးနိဗ္ဗာန်ဝင်သွားဆိုတာဘုရားရှင်ကနိဗ္ဗာန်ဝင်သွားတာဒီဘဝကိုလူတွေရဲ့ဘဝကိုသူမုန်းလို့ယွန်ရှာလို့နိဗ္ဗာန်ဝင်သွားတယ်ဒီပြောမယ်ဟိုဒါနိဗ္ဗာန်ဝင်ဖို့ကဘလို့ဟိုဒါလည်းဖြစ်ပဲလေအကျွေးကြေမှဝင်ရမယ်အခုလူသားတွေဆိုလို့ရှိရင်တော့ပြောမယ်အခုကိုသွားရင်းနဲ့လာရင်းနဲ့ဟိုပျောစိတ်နေမိတယ်ဆိုကြပါစို့ကိုတော့မသိဘူးလေပျောစိတ်သေသွားတယ်ပြန်ခံရမယ်နောက်ဘွားကြလို့ရှိရင်အဲ့ဒါတွေအကုန်လုံးအကျွေးတွေပဲအဲ့ဒါတွေကြေမှအခုငါတို့တွေပဇွန်စားတယ်ငါးစားတယ်ဟုတ်တော့တချို့ဆိုလို့ရှိရင်ငါးတတ်တယ်ငါးဖမ်းတယ်ဝက်တတ်တယ်ကြက်တတ်တယ်အကုန်လုံးပြန်ရော်အဲ့ဒါတွေတခုမကြံဘူးတခုမကြံသူဘာတခုမကြံလို့မရဘူးမြတ်စွာဘုရားတော်မှာပြဋိနိဗ္ဗာန်မဆန်ခင်မှာဝန်တော်ယောဂဖြစ်ပြီးတော့ပြဋိနိဗ္ဗာန်ဆန်သွားတာပဲငါတို့မြတ်စွာဘုရားသူကစေမှုဘဝတော်ကတထေသားတယောက်စေကုတဲ့တထေသားကိုသူကပြောတာဒီယောဂပျောက်မှပတ်စံပေးပေါ့ဟိုကြည့်ရတဲ့ပုံအေးတထေသားလည်းကက်စီနေတဲ့ပုံဖြစ်မှာပဲလေသူပြောတယ်သူယောဂမပျောက်ဘူးအယောဂမပျောက်တော့ဖះရှင်ကဒီဖះလောင်းကဘယ်လိုလုပ်လဲဆိုတော့ကဲဒီယောဂဟိုအမြင့်ပါပြဝဲအောင်စေးတစ်ခွက်ထပ်ပေးလိုက်မယ်အဲ့တော့ခါကျတော့ဘာလုပ်လဲဆိုတော့ဝန်းလျှောယောဂဟိုတော့ဝန်းလျှောရေးစေးပေးလိုက်တယ်ဝန်းသွားရေးစေးပေါ့အဲ့သွားလိုက်ခါကျတော့အဲ့စေးမှုကအလုံးကြုံဝန်းသွားပြီးတော့တေသွားတော့ဗလေအဲ့ဒါကြောင့်မို့ငါတို့ဖះရှင်တော့ပြန်ခံတယ်နောက်ဆုံးအဲ့ဒါပဲဗျငါပြောချင်တာဘာလဲဆိုတော့တခါတလေကြလို့ရှိရင်တော့အခုဒီဗီဒီယိုတင်တဲ့တငယ်ချင်းကိုလည်းကျွန်တော်ပြောချင်တယ်တငယ်ချင်းကပုတ်ဗီဒီယိုတစ်ခုတင်တော့မယ်ဆိုလို့ရှိရင်တော့တေချာလေးလာပါတေချာမေးမြန်းပါတေချာစုံစမ်းပါအခုလိုမျိုးတငယ်ချင်းသိထားတဲ့ပုံစံမျိုးနဲ့တငယ်ချင်းတင်တယ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဗုဒ္ဓဘာသာလူငယ်တွေ
အထင်မြင်လွဲပေါ်မှာအယူဆလွဲပေါ်မှာကြောက်တယ်ကျွန်တော်နောက်တစ်ခါကြာလို့ရှိရင်ဟိုမိတ်ဆွေဗီဒီယိုတင်မှာဆိုရင်တော့တေချာလေးလာပါနော်ဒီဘာသာရေးနဲ့ပတ်သက်လို့ရှိရင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အခုချိန်မှာတော့တကယ်ချင်းရဲ့ဗီဒီယိုကိုကျွန်တော်မျက်နှာလေးဖြတ်ရတယ်တကယ်ချင်းနောက်မယ်ကိုလည်းကျွန်တော်မပြောဘူးနော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အခုလိုမျိုးကျွန်တော်ဗီဒီယိုအားပေးတဲ့ပြည်သက်တွေအားလုံးဒီနေ့ဆိုလို့ရှိရင်တော့အပိုင်းလေးရှိပြီနော်အပိုင်းလေးဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်ဆက်ပြီးတော့လည်းအားပေးကြပါဦးလို့ကျွန်တော်ရက်ခံပါတယ်ခင်ဗျဟိုပြောမယ်စိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာယောဂဗျာတွေလည်းကင်းဝေးနိုင်ကြပါစေခင်ဗျာဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျာ